လာပါရှင်အခုခဲဟာကလည်းခဲသွဲတာတရားရှင်းပြချက်လေးတွေကိုကြည့်လိုက်ပါမယ်အဲ့တော့ခဲဟာတာနဲ့ခဲသွဲတာနဲ့ဟိုကလေရောတတ်ကြတယ်ပေါ့နော်အဲ့တော့ကြည့်လိုက်ပါမယ်နော်ဆိုတော့အခုကဒီခဲဟာတာကရှင်းပြချက်ကိုအရင်ဆုံးကြည့်ပါမယ်ကြည့်လိုက်မယ်ပြီးတော့နောက်ခဲသွဲတာရှင်းပြချက်လေးကြည့်တော့မယ်ပြီးတဲ့အခါကျတော့မှတို့နှစ်ခုရဲ့ခွဲပြခြားနားချက်လေးကဘယ်လိုလေးရှိမလဲဆိုပြီးတော့ထပ်ပြီးတော့သွားပြီးတော့ကြည့်မယ်ပေါ့နော်ခဲဟာတာတရားလေးကြည့်လိုက်ပါမယ်ခဲဟာတာကခုနကတော့စခြင်းအခုရှေ့ကစခြင်းပုံလေးမှာတော့ပြထားတာအတူကောင်းလေးတော့ရေးပေးထားတယ်ခိုက်စေခြင်းဆိုပြီးရေးပေးထားတယ်ဒါအတူကောင်းမှတ်လို့ရအောင်လို့ရေးပေးထားတာပေါ့နော်ဒါပေမဲ့ခိုက်စေခြင်းလို့ပြောလိုက်လို့ရှိရင်အမိန်ပေးတဲ့သဘောမျိုးမှာဒါတန်းပြီးတော့မြင်မိမှာပဲပေါ့နော်အဲ့တော့သူကအမိန်ပေးတာကိုမှသူဒီတဲ့အစေကိုအရှိရှိကိုရှိရှိကိုလည်းတော့မတူဘူးပေါ့နော်ဓာတ်ရိုက်ပြောတာမျိုးမဟုတ်ဘူးဓာတ်ရိုက်ပြောတာမျိုးမဟုတ်ဘူးမဟုတ်ဘဲနဲ့ तू ကအဓိကပြောမယ်ဆိုလို့ရှိရင်လူတယောက်ရဲ့ဘသူရဲ့လှုပ်ဆောင်ချက်ဆိုတဲ့ဟာကိုပြောချင်တဲ့သဘောမျိုးပါအဲ့တော့ तू ကရေးထားလေးဆိုလို့ရှိရင်အခုချိန်ရေးထားတာလူတယောက် A ကနေတခြားတယောက် B ကိုလှုပ်ဆောင်မှုတစ်ခုပြုလုပ်ခိုင်းတဲ့အခါသို့မဟုတ်ပြုလုပ်စေတဲ့အခါမှာသုံးတယ်ဆိုပြီးတော့ပြောလိုက်တယ်အဲ့တော့ဓာတ်ရိုက်ကြီးပေါ့နော်ဟိုခိုင်းခံရမယ်သူပြုလုပ်ရမယ်သူကိုဓာတ်ရိုက်ပြောလိုက်တာမျိုးမဟုတ်တကားပိတ်လိုက်အောင်ဒါမျိုးပေါ့နော်တကားပိတ်လိုက်အောင်ရေချိုးလိုက်အောင်အဲပုံဖွင့်လိုက်အောင်ဒါဆိုရင်ဒါဓာတ်ရိုက်ပြောတဲ့စကားလို့ပြောရမှာပေါ့နော်ဓာတ်ရိုက်ပြောတာအခုကဓာတ်ရိုက်ပြောတာမဟုတ်ဘူးဒီငါကတော့ဘသူ့ကိုခိုင်းလိုက်တယ်ဆိုပြီးတော့ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကိုပြောတာဖြစ်ဖြစ်အမေကတော့ဘသူ့ကိုခိုင်းနေဆိုပြီးတော့အမေရဲ့လှုပ်ဆောင်ချက်ကိုပြောတာဖြစ်ဖြစ်အဓိကသူကလေခိုင်းစေတာကိုမှခိုင်းစေချက်ကိုပြောတဲ့အခါမှာတော့ခိုင်းစေချက်ဘသူကိုခိုင်းလိုက်တယ်ဆိုတော့အဲ့ဒီခိုင်းစေတဲ့လှုပ်ဆောင်ချက်ကိုပြောတဲ့အခါမှာသုံးတဲ့တရားလေးအဲ့ဒါကိုမှရေးထားတာကြီးပြုလုပ်ခိုင်းတဲ့အခါရောပြုလုပ်စေတဲ့အခါရောရေးထားတယ်တူတူပဲမဟုတ်လားဆိုလို့ရှိရင်ရောင်လေးကွာတာလေးပေါ့နော်ပြုလုပ်ခိုင်းတာကြတော့လုံးဝကိုတကားပိတ်လိုက်ရောတကားပိတ်ကိုပိတ်ခိုင်းတာဒါမျိုးပေါ့နော်ဒါတကားပိတ်ခိုင်းနေဆိုလို့ရှိရင်တကားပိတ်ကိုပိတ်ခိုင်းတာပိတ်အောင်ဆိုတာမျိုးပြောတာပြုလုပ်စေတယ်ဆိုတာကြတော့ဥမာအဖြစ်တငယ်ချင်းကနေပြီးတော့သူ့ရဲ့ငယ်ဘဝကဒုက္ခရောက်ခဲ့တဲ့ကိစ္စကိုပြောပြမယ်ပြောတဲ့အချိန်မှာအဲ့တငယ်ချင်းရဲ့ငယ်ဘဝကလေကိုငိုသွားစေတယ်ပေါ့နော်ဒါမျိုးပြောမယ်အခါကြလို့ရှိရင်ငိုသွားစေတယ်လို့ပြောတဲ့အခါမှာအဲ့တငယ်ချင်းကသူ့ရဲ့ငယ်ဘဝအကြောင်းငယ်ဘဝအခက်ခဲအကြောင်းပြောရင်းနဲ့မှာငါငယ်ဘဝအကြောင်းပြောနေတာနင်ငိုစမ်းအဲ့လိုမျိုးကြီးဆိုလို့ရှိရင်ဒါခိုင်းတာဖြစ်သွားတယ်နော်အဲ့လိုမျိုးငိုစမ်းဆိုပြီးငိုခိုင်းတာမဟုတ်လေနော်သူ့အကြောင်းလေးသူပြောနေတာဒါပေမဲ့သူ့အကြောင်းပြောလိုက်တဲ့ဟာကကိုကိုငိုသွားစေတာမျက်ရည်တွေကျသွားအောင်လှုပ်လိုက်တာဒီလိုသဘောမျိုးပေါ့အဲ့ဒါမျိုးဆိုလို့ရှိရင်ဒါလုံးဝခိုင်းတဲ့သဘောမျိုးမဟုတ်တဲ့အတွက်ပြုလုပ်စေတယ်ဆိုပြီးတော့ပဲကျန်တော့သုံးလိုက်ပါတယ်နော်အဲ့ဆိုရင်တက်ပြီးတော့ရှင်းအောင်လို့ဥပမာလေးကြည့်လိုက်ပြီနော်선생님이 학생을 숙제를 하게 했어요. 선생님이 세야마가 학생을 짱다고 숙제를 하게 했어요. 인사로 갈라이바리 소비로 뼈래.အဲ့တော့ဆရာမဟာကျောင်းသားကိုအင်စာလုပ်ခိုင်းလိုက်တာအင်စာလုပ်တော့ဆိုပြီးတော့ပြောတယ်ဒါဒီကျောင်းသားကိုလေဓာတ်ရိုက်ပြောတာမဟုတ်ဒီတရားလေးမှာဒါလေးတစ်ချက်လေးအခုတစ်ဖြက်လေးထပ်ပြီးတော့ပြောချင်ပါတယ်ဒီခဲဟာတာဆိုတဲ့တရားလေးပြောသူကနေနားထောင်သူကိုဓာတ်ရိုက်ပြောတဲ့တရားမဟုတ်လို့ခုနပြောလိုက်တယ်နော်ပြောသူကနေနားထောင်သူကိုဓာတ်ရိုက်မပြောလို့ရှိရင်ဒီစကားကဘယ်လိုကြီးထွက်လာမှာလဲဆိုရင်သူဒီလူ3ယောက်ပြောမယ်ဆိုလူ3ယောက်တော့မဟုတ်လူ3ယောက်လိုပဲပြောမှာပေါ့နော်လူ3ယောက်ပစ္စည်း3ခုအရာ3ခုအရာနဲ့ပဲတက်လိုက်မယ်နော်အရာ3ခုရှိပါတယ်တတိယလူပါတယ်ဒီခဲဟာတာလေးကလေခဲဟာတာတရားလေးကလေတတိယလူကတော့အများပါတယ်3ခုရှိတယ်ဒီလား first person ကို second person ကို third person ကို3ယောက်ကတော့ပါနေလိမ့်မှာ3ခုကတော့ရှိနေမယ်ပေါ့နော်ဒီတရားလေးကအဲ့ရဲ့ထူးခြားချက်ကဓာတ်ရိုက်မပြောဘူးဓာတ်ရိုက်ပြောတာမျိုးမဟုတ်ဘူးနော်ဒါထပ်ပြောတဲ့သူကနားထောင်တဲ့သူဓာတ်ရိုက်ကြီးအဲ့လိုမျိုးပြောတာမျိုးမဟုတ်ဘူး3ခုအမြဲတမ်းပါပါတယ်အခုဆိုလို့ရှိရင်လေဒီစကားထွက်လာတာဒီအိမ်စာလောက်ခံလိုက်တယ်ဆိုပြီးတော့ပြောတာဒီဆရာမသူ့ပါဇက်ကနေပြီးတော့ကျောင်းသားကိုဓာတ်ရိုက်ပြောမှာမဟုတ်ဟဲ့ကျောင်းသားကိုဓာတ်ရိုက်ကြီးတည်ရမလားကြော်ရင်အိမ်စာလောက်ခံလိုက်တယ်အဲ့လိုမျိုးမပြောဘူးလေနော်တခြားကြောက်ကိုပြောမှာ
နောက်ထပ်တခြားဆရာမတယောက်ကမြင်ပဲဖြစ်ဖြစ်ပေါ့နော်မြင်ပြီးတော့ဖြစ်ဖြစ်ဒီဆရာမကဒီခန်းကဆရာမကသူ့ရဲ့ကျောင်းသားကိုအိမ်စာလုပ်ခိုင်းလိုက်တာအပြင်လူတတိယလူကနေပြီးတော့ပြောထွက်လာတဲ့စကားနော်အဲ့ဒီမှာမှခေဟာတာရဲ့အသုံးပြီးတတိယလူကပြောတာတော့ဟုတ်တယ်အဲ့ဒါမှဘာကိုပြောတာလဲဘယ်ခိုင်းစေချက်ကိုပြောတဲ့တရားလေးလို့ပြောတာတော့ဘယ်ခိုင်းစေချက်ကိုပြောတာလဲဆရာမရဲ့ခိုင်းစေတဲ့လှုပ်ဆောင်ချက်ကိုပြောလိုက်တာဆရာမကကျောင်းသားကိုလှုပ်ခိုင်းလိုက်အင်စာလှုပ်ခိုင်းနေဆိုခိုင်းစေချက်ပဲပေါ့နော်ခိုင်းစေချက်ကိုမှဒီဆရာမရဲ့လှုပ်ဆောင်ချက်ကိုပြောချင်တဲ့ခါမှသုံးလိုက်တဲ့တရားလေးပါနော်စကားတစ်ခုတော့မယ်엄마가 아이를 일찍 자게 해요 엄마가 아이를 아메가 갈리고 일찍 자게 해요 서서 액하이라이 말이 အဲ့တော့ဒီမှာလည်းပဲဒီစကားပြောထွက်လာတာဒီအမေကပြောတဲ့စကားအမေကပြောတဲ့စကားစာကြောင်းကြီးမဟုတ်ဘူးကလေးကပြောလိုက်တဲ့စကားစာကြောင်းမဟုတ်အပြင်လူတတိယလူကပြောလိုက်တဲ့စကားပါတတိယလူကနေမြင်ပြီးတော့ကြည့်ပါဦးကလေးကမအိတ်ချင်တဲ့ဟာကိုအမေကအတင်းနေစောစောအိတ်ဆိုပြီးတော့ပြောနေတာအိတ်ခိုင်းနေတာဒါမျိုးလေးပြောလိုက်တယ်အဲ့တော့ဒီမှာပြောလိုက်တာဒီသူ့ရဲ့လှုပ်ဆောင်ချက်ကိုပြောတာလေအမေရဲ့လှုပ်ဆောင်ချက်ကိုပြောနေတာအမေကနေကလေးကိုအိတ်ခိုင်းနေဆိုတဲ့လှုပ်ဆောင်ချက်အမေရဲ့လှုပ်ဆောင်ချက်ကိုပြောလိုက်ချင်တာပါအမေရဲ့ခိုင်းစေတဲ့လှုပ်ဆောင်ချက်ကိုပြောချင်တဲ့တရားလေးပါနော်နောက်တစ်ခု그 영화가 저를 슬프게 했어요. 그 영화가 저를 A형씨가 저하고 슬프게 했어요. 원해시 말이 소비어 표현하이대. 다 솔루션이 자로တတိယလူကနေပြီးပြောတဲ့စကားလားအဲ့လိုတော့မဟုတ်တော့ဂျော်ဆိုတဲ့ကျွန်တော်ကပြောတာပါနော်အဲ့တော့ဂျော်ဆိုတဲ့ကျွန်တော်ကပဲပြောတယ်နော်ချေကပြောတာပေါ့နော်ဂျော်ချက်အနေနဲ့ပဲပြောလိုက်မယ်ချေကနေပြောထွက်လာတဲ့စကားပါဒါပေမဲ့နားထောင်နေသူကဒီနေရာမှာကွာသွားပါပြီနားထောင်နေသူကဒီရုံးဝါကိုပြောနေတာမဟုတ်ဘူးဒီလားရုံးဝါကဒါပစ္စည်းပဲထားမှာတော့ပေါ့နော်တတ်မဲ့အရာဖြစ်ပေမဲ့လို့ဒါဒီလည်းပဲသူကဖြစ်နေတာပေါ့နော်ပြောမယ်ဆိုရင်ပြောသူနေရာမှာရောက်နေတာပေါ့နော်အဲ့တော့ဒီရုပ်ရှင်ကြီးကိုပြောနေမှာမဟုတ်ဘူးတတိယလူကိုပြောပြနေတာကိုကပြောတတိယလူကိုကနေပြောပြနေအောင်နော်ငိုခဲ့တဲ့သူကတော့ကိုပဲဒါပေမဲ့ကိုကနေပြီးတော့မှတတိယလူကိုပြောပြနေတာနော်ဒီရုံးကပထမလူကိုပြောပြနေမို့တတိယလူကိုပြောပြနေတာအဲ့ဒီတတိယလူကရုပ်ရှင်နဲ့ပတ်သက်တဲ့ရုပ်ရှင်တရုပ်ဆောင်ပိုင်းဖြစ်ဖြစ်မင်းသားမင်းပဲဖြစ်ဖြစ်ဘသူပဲဖြစ်ဖြစ်ကိုယ့်ရဲ့အမေပဲဖြစ်ဖြစ်ကိုကနေပြီးဒီတတိယလူကိုပြောပြနေတာဟုတ်ပြီနော်ပြောပြတာမျိုးနော်ဒီစကားထွက်လာတာမျိုးอ่ะနော်အဲ့ဒါကိုမှဘယ်အကြောင်းအရာကိုပြောပြနေရလဲဆိုရင်ဒီရုပ်ရှင်ရဲ့လှုပ်ဆောင်ချက်ကိုပြောပြလိုက်တာပါပြီနော်ဒီရုပ်ရှင်ရဲ့လှုပ်ဆောင်ချက်ကိုပြောပြလိုက်တာပါအဲ့တော့ဒီရုပ်ရှင်ဒီကျမကိုငိုသွားစေပါတယ်ငိုအောင်လုပ်လိုက်ပါတယ်ဒီလိုသဘောမျိုးနဲ့ပြောလိုက်တာပြီနော်ဒီကျဲတခုကိုရှင်းတာရအများကြီးပဲဆိုလို့ရှိရင်ဟုတ်တယ်သူကကြောင့်နည်းနည်းလေးသုံးလို့ပိုတက်အောင်လို့နည်းနည်းများလေးရှင်းပြပေးလိုက်တာပါရှင်းပြပေးနေရပါဆိုတော့ဒီစကားထွက်လာတာဒီနော်ဒီစကားထွက်လာရတာဒီပေါ့နော်ထွက်လာရတာဒီအချင်းချင်းပြောတဲ့သူကနေတော့ထောက်နေသူနော်ဒီပထမလူကနေဒုတိယလူပေါ့နော်ဟိုထိုင်ရအဲ့လိုမျိုးကြီးပြောနေရမျိုးမဟုတ်တဲ့အကြောင်းပါတခြားတစ်ယောက်တတိယလူဒီပတ်သက်ဆက်နေနေတဲ့သူမဟုတ်ပေါ့နော်ပြောမယ်ဆိုရင်ဒီကိစ္စဖြစ်သွားတဲ့အချိန်မှာဒီလှုပ်ဆောင်ချက်ဖြစ်တဲ့အချိန်မှာပတ်သက်ဆက်နေတဲ့သူမဟုတ်တဲ့တတိယလူကိုအခုကျတော့ပြောပြတာမျိုးဖြစ်သွားတယ်တတိယလူကအဲ့လိုမျိုးပါနေမယ်ဆိုတဲ့အကြောင်းကိုအသိစေချင်တာပါနော်ခိုင်းတယ်လို့ပြောလိုက်လို့ရှိရင်လေအဲ့ဒီဥစ္စာရုပ်တို့နဲ့မှားတော့မှာဆိုလို့ပေါ့နော်အဲ့တော့မသက်ဆိုင်တဲ့သူကနေပြီးတော့ပြောထွက်တဲ့စကားသို့မဟုတ်မသက်ဆိုင်တဲ့သူကိုပြောတဲ့စကားအဲ့ဒါမှဘယ်အကြောင်းအရာကိုပြောတာလဲဆိုတာမျိုးရှိအောင်လေနော်ဘယ်အကြောင်းအရာကိုပြောတာလဲဆိုရင်ဒီပထမတယောက်ပထမအရာရဲ့လှုပ်ဆောင်ချက်ခိုင်းစေတဲ့လှုပ်ဆောင်ချက်ခိုင်းလိုက်တဲ့လှုပ်စေလိုက်တဲ့ပြစ်စေလိုက်တဲ့လှုပ်ဆောင်ချက်ကလေးကိုပြောပြတဲ့အကြောင်းအရာလေးပြောထွက်တဲ့အကြောင်းအရာလေးပါပြောထွက်တဲ့စကားလေးပါဟုတ်ပြီနော်အဲ့ဒါနောက်ကြောင်းကြည့်မယ်저는친구를밖에서기다리게했어요저는친구를저너가등에지밖에서어디에막기다리게했어요စောင့်ခိုင်းလိုက်ပါတယ်စောင့်စေးလိုက်ပါတယ်ဆိုပြီးတော့ပြောလိုက်တယ်အပြင်မှာကိုကနေပြီးတော့
ငါထွက်လာတော့မယ်ဆိုပြီးအိမ်ထဲခေါ်သွင်းမှုဟာမခေါ်သွင်းမိတော့အပြင်မှာစောင့်နေအောင်တော့နေအောင်ရဝင်မလာလဲရတယ်စောင့်နေဆိုပြီးတော့စောင့်နေတော့လို့ပြောလို့ရှိရင်တော့ဒါဒီချင်းကူနဲ့ဓာတ်ရိုက်ပြောတာဟဲ့စောင့်နေအောင်နော်ဒါဆိုရင်ဓာတ်ရိုက်ပြောတာအဲ့လိုမဟုတ်ဘူးအခုဒီစကားကြီးထွက်လာတာဒီဘယ်သူပြောနေရလဲဒီစကားကကြတော့ချင်းကူကိုပြောနေရလားအာနီရရောမဟုတ်ဘူးနော်ချင်းကူကိုပြောနေတာမဟုတ်တော့ဘူးထားပါတော့ကိုယ့်ရဲ့အမကိုဖြစ်ပြန်ပြီးတော့ပြောပြနေတာအမဒီအဲ့ဒီစောင့်ခိုင်းနေဆိုတဲ့အခြေအနေမှာပတ်သက်ဆက်နေမှုရှိပါလားဆိုတော့မရှိပါဘူးเนาะမရှိတဲ့သူတတိယလူကိုသူကနေပြောပြနေတာကျွန်တော်လေးတီလားကျမလေးတီလားဆိုပြီးတော့ပြောပြနေလိုက်တာအဲ့ဒါမှဘာအကြောင်းကိုပြောပြတာလဲကိုယ့်ရဲ့လှုပ်ဆောင်ချက်ကျမရဲ့လှုပ်ဆောင်ချက်ခိုင်းလိုက်တယ်လှုပ်စေလိုက်တယ်ဖြစ်စေလိုက်တယ်ဆိုရင်လှုပ်ဆောင်ချက်ကလေးကိုဒီလှုပ်ဆောင်ချက်နဲ့ဘာမှမသက်ဆိုင်တဲ့တတိယလူကိုကပြောပြတဲ့အခါမှာဒီခေဟာသားလေးကိုသုံးပေးလိုက်တာနောက်사장님이직원들을늦게까지 일하게해요 사장님과တတိယလေ직원들을원하고 늦게까지နောက်ကျတဲ့အထိ 일하게해요အလုပ်လုပ်စေပါတယ်အလုပ်လုပ်ခိုင်းပါတယ်ဆိုပြီးတော့ပြောလိုက်တယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်လေတခုခုဟင်းစာတခုခုပဲရှိလို့ပဲပေါ့နော်ရှိတဲ့အတွက်ကြောင့်မို့လို့ရုံးစင်းချိန်9 နာရီမှမစင်နိုင်ဘူး10 နာရီ11 နာရီအထိကိုလှုပ်ပေးတော့နေအောင်တော့ပြန်သိနေတော့ဒီရာပြီးအထိလုံတော့ဆိုပြီးတော့လုံတော့ဒီရာပြီးအထိလုံတော့လို့ပြောရင်တော့ဒါဝန်ထမ်းတွေကိုတတိယနေဓာတ်ရိုက်ပြောလိုက်တာဓာတ်ရိုက်ပြောတာအခုကဒီစကားကဘယ်လိုထွက်လာလဲဒီစကားကကြတော့ဒီအလုံးလုံးတဲ့ဒီနောက်ကျတဲ့အထိအလုံးလုံးရတဲ့ကိစ္စကြီးလှုပ်ဆောင်ချက်ကြီးနဲ့ဘာမှမသက်ဆိုင်တဲ့တတိယလူကနေပြီးတော့ပြောလိုက်တာတတိယလူကနေပြောထွက်လာတဲ့စကားဘယ်အကြောင်းကိုပြောထွက်တာလဲဘယ်အကြောင်းကိုပြောလိုက်တာလဲတတိယလှုပ်ဆောင်ချက်ကိုပြောတာတတိယခိုင်းစေတယ်ခိုင်းတယ်လှုပ်စေတယ်ဆိုတဲ့လှုပ်ဆောင်ချက်ကြီးကိုဒီတတိယလှုပ်ဆောင်ချက်လုပ်ရက်ကြီးကိုပြောပြလိုက်တာနော်ဒီတတိယဒီဝန်ထမ်းတွေကိုဒီလိုလှုပ်ခိုင်းပါတယ်ဆိုရင်လှုပ်ရက်ကြီးကိုပြောပြလိုက်တာနော်အဲ့ဒီအနေနဲ့ဒီကေဟာသားလေးကိုသုံးလိုက်တာဟုတ်ပြီနော်အဲ့တော့ကေဟာသားဒီခိုင်းစေတဲ့တရားဟုတ်ပါတယ်ခိုင်းစေတဲ့တရားပါအဲ့ဒါကိုမှပြောတဲ့သူဒီဘယ်သူကပြောတာလဲတတိယလူလုံးဝပြောတဲ့သူဒီမဟုတ်ပါဝင်ပတ်သက်တဲ့သူဒီပေါ့နော်ပါဝင်ပတ်သက်တဲ့အခါမှာနားထောင်တဲ့သူကိုထိုင်းရိုက်ပြောတဲ့စကားတော့လုံးဝမဟုတ်ပါဘူးပြီနော်လုံးဝမဟုတ်နားထောင်တဲ့သူကိုတိုက်ရိုက်ပြောတဲ့စကားလုံးဝမဟုတ်ဘူးပေါ့နော်ပြောမယ်ဆိုရင်ပြောတဲ့သူနားထောင်တဲ့သူပထမလူနဲ့တတိယလူတိုက်ရိုက်လုံးဝမပြောဘူးဒီကေဟာတာနော်တတိယလူမြဲပါတယ်တတိယလူကိုပြောပြတာဖြစ်တတိယလူကနေပြီးတော့ဒီလုံးရက်နဲ့မသက်ဆိုင်တဲ့တတိယလူကနေပြီးတော့ပြောတာမျိုးဖြစ်ပြောတာပါဘယ်အကြောင်းပြောတာလဲကျဲတို့ဒီလူတယောက်ဒီအရာတစ်ခုရဲ့လုံးရက်ကြီးကိုကျဲတို့ပြောတဲ့အခါမှာခိုင်းစေတဲ့လုံးရက်ကြီးကိုပြောတဲ့အခါမှာသုံးတာပါပြီနော်အဲ့ဆိုလို့ရှိရင်နောက်တစ်ခုခဲသွဲတာလေးကိုသွားလိုက်ပါတော့မယ်ခဲသွဲတာဒီအရှိမတော့ကလည်းရေးတော့ရေးထားတယ်အခြေအနေပြောင်းလဲသွားခြင်းဆိုပြီးတော့ရေးထားပြီးတယ်ဟုတ်ပါတယ်ဒီတရားကကျဲတို့လှုပ်ဆောင်မှုအခြေအနေပြောင်းလဲသွားတဲ့အခါမှာသုံးတာအခြေအနေကဘလို့အခြေအနေကိုပြောင်းသွားတယ်လှုပ်ဆောင်မှုအခြေအနေပြောင်းသွားတာပါခုံရည်ချင်းတွေပါတယ်ပြောင်းသွားမှာမဟုတ်ဘူးเนาะကိုယ့်ရဲ့အရက်ကြီးရှည်လာတယ်စပင်းကြီးရှည်လာတယ်အဲ့ဒီဟာမျိုးပြောချင်တာမဟုတ်ကိုလှုပ်ရမယ့်ကိစ္စလှုပ်ရမယ့်အခြေအနေလေးပြောင်းလဲသွားတဲ့အခါမှာသုံးတာအဲ့တော့လှုပ်ရမယ့်အခြေအနေပြောင်းလဲသွားတယ်ဆိုတာကိုမှကိုတွေလှုပ်ချင်တဲ့ဆန္ဒရှိလို့ဒါကြီးမကြိုက်ဘူးဒါကိုပြောင်းလိုက်မယ်ဒါမျိုးပေါ့နော်ငါခရီးကိုဒီနေ့မသွားဘူးဒီနေ့မသွားဘူးပြင်းနေဟာငါနောက်တစ်ပတ်မှသွားတော့မယ်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့သဘောဆန္ဒကိုယ့်ကိုကောက်ချိန်လိုက်တာဒီအခါမျိုးမှာသုံးပါလားဒီတရားမသုံးဘယ်လိုအခြေအနေပြောင်းလဲသွားဘယ်လိုလှုပ်ဆောင်မှုအခြေအနေပြောင်းလဲသွားသုံးပါလဲကိုလှုပ်လိုက်ချင်တာမျိုးမဟုတ်ဘဲနဲ့အကြောင်းရင်းကိစ္စတစ်ခုပေါ်လာလို့ကိုလှုပ်ရမယ့်ကိစ္စအခြေအနေပြောင်းလဲသွားတဲ့အခါသို့မဟုတ်လေအချိန်တိုင်းတာတစ်ခုကြာသွားပြီးတဲ့နောက်မှာကိုလှုပ်ရမယ့်လှုပ်ဆောင်ရမယ့်အခြေအနေကိစ္စကြီးပြောင်းလဲသွားတဲ့အခါမျိုးမှာသုံးပါပါနော်အဲ့ဆိုဥမာလေးတန်းကြည့်ပါတော့မယ်한국 드라마를 보면서 한국어를 좋아하게 됐어요. 한국 드라마를 보면서 코리아 드라마 지에대 한국어를 좋아하게 됐어요. 코리아 바다စကားကိုသဘောကျလာခဲ့ပါတယ်ကြိုက်နှစ်သက်လာခဲ့ပါတယ်ငါကိုရီးယားဘာသာစကားကိုကြိုက်လိုက်မယ်ဆိုပြီးတော့အဲ့လိုမျိုးကြီးကြောင်းမို့လို့ကြိုက်လိုက်တာမျိုးမဟုတ်ဘူးเนาะကိုရီးယားဒရာမာ
2ခု3ခု4ခု5ခုလောက်ကြည့်ရင်းနဲ့မှာကိုကနေပြောအော်မိုလာယောပြောတာလေးတွေကြိုက်လာတယ်အာနီယောပြောတာလေးတွေကြိုက်လာတယ်အဲ့လိုမျိုးပေါ့နော်အခြေအနေကကိုတော်မသိမဲ့တဲ့အခြေအနေကဖြည်းဖြည်းနဲ့စိတ်တဲ့အခြေအနေဘက်ကိုတဖြည်းဖြည်းနဲ့မှပြောင်းလဲလာတယ်ကိုကြိုက်တဲ့အခြေအနေဘက်ကိုတဖြည်းဖြည်းနဲ့မှပြောင်းလဲလာတယ်ဒီလိုသဘောမျိုးလေးကိုသူကဒီပြောလိုက်ချင်တာပါဟုတ်နော်နောက်တစ်ခု다음달에한국에가게됐어요 다음달에나올라마 한국에가게됐어요 코리아로သွားဖို့ဖြစ်သွားပါတယ် ပြောလိုက်ရအဲ့တော့ခုနကအဲ့ဒီဟိုခီးသွားမဲ့အစီအစဉ်ခီးသွားမဲ့ဟာလေးဥမာပေးသလိုပဲပေါ့နော်ငါဒီလတော့ငါကိုရီးယားမသွားသေးဘူးနောက်တော့မသွားရမယ်ဟာဒီလနဲ့ပတ်စံပြက်နေရတယ်မသွားတော့အဲ့လိုသဘောမျိုးပြောချင်တာမျိုးမဟုတ်ပါဘူးเนาะအဲ့တော့တခုခုအချိန်စရာတခုခုမိသွားတာမျိုးပေါ့နော်ဗီဇာကြလာမျိုးဒါမှမဟုတ် EPS ဆိုလဲ EPS မို့လို့ calling ကြလာတာမျိုးပေါ့နော်ဖြစ်သွားတဲ့အခါမှာကိုတော်မရည်ရွယ်ပဲနဲ့ဒီလိုအချိန်စရာထွက်လာတာပဲအဲ့အတွက်ကြောင့်မို့လို့ငါသွားရတော့မှာပါလားဒီမှာနေမဲ့အခြေအနေကနေပြီးတော့ငါသွားဖို့ဖြစ်သွားပြီပဲကဲရတော့နောက်လာမှာတကယ်တော့နောက်လာမှာဒီတကယ်တော့နောက်လာမှာကျဲတို့ကဒီမှာပဲနေအောင်ပါဒီမီယန်မာနိုင်ငံကြီးမှာပဲနေအောင်ပါနော်ဒီမီယန်မာနိုင်ငံကြီးမှာပဲနေအောင်ပါနော်နေဖို့လှုပ်ထားတာဒါပေမဲ့မနေဖြစ်တော့ဘူးအချိန်တွေကရုပ်ကြည်ကြီးဖြစ်သွားတာဒီကိုရီးယားနိုင်ငံကြီးဘက်ကိုနောက်လာမှာဆိုလို့ရှိရင်ငါရောက်သွားတော့မှာသွားတော့မယ်အလောကြီးတွေဘာတွေအလမတိဖြတ်ပါအဲ့လိုမျိုးလောက်ရတော့ပဲအဲ့လိုမျိုးနဲ့ဖြစ်သွားတာနော်열심히 공부해서 시험에 합격하게 되었어요. 열심히 공부해서 조조사사 살롱라이로 시험에 합격하게 되었어요. 사무엘고 아우나바비. 이제 사무엘 아우로다 고에 뭐사나 몰라. ဟုတ်ပါတယ်စိတ်ဆန္ဒလေးတစ်ခုပေါ့နော်စိတ်ဆန္ဒလေးအဲ့ဒါစိတ်ဆန္ဒလေးတစ်ခုဒါမဲ့လေကိုအောင်ကျင်နိုင်အောင်လို့တော့မရအောင်လေဟုတ်တယ်မလားကိုတပုတ်သေးဖြည့်ပြီးတော့တပုတ်သေးဖြည့်လိုက်ရုံနဲ့ငါအရင်လေးတော်နေပါပြီပေးလိုက်မယ်တရားအောင်ပြီဆိုပြီးတော့ကိုယ့်ကိုအဲ့လိုလုပ်လို့ရလားမရအောင်လေနော်အဲ့ဒါမျိုးပြောချင်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးလုပ်လို့မရအောင်ကိုကစူးစမ်းရအောင်မယ်စူးစမ်းတည်ဆောက်အောင်မယ်အဲ့တော့ကြိုးကြိုးစားစားတွေစူးစမ်းလိုက်တော့မှအဲ့ဒီအရာပေါ်မှာအဲ့ဒီအခြေအနေပေါ်မှာအကြောင်းရင်းခံလိုက်တဲ့အခါကျတော့ဘာဖြစ်သွားလဲအခြေအနေကြီးဟာဆိုလို့ရှိရင်တော့အောင်မြင်သွားတဲ့အခြေအနေဆောင်ပွဲဟပ်ကြော့ဆိုတဲ့အခြေအနေဘက်ကြီးကိုကူပြောင်းသွားပြီကိုယ့်ရဲ့လှုပ်ဆောင်မှုအခြေအနေလှုပ်ဆောင်တဲ့အတိုင်းတာအခြေအနေလေးအရေးအချင်းလေးဟာဆိုလို့ရှိရင်အောင်မြင်သွားပြီဒီလိုအခြေအနေဘက်ကိုရောက်သွားပြီဒါမျိုးလေးပြောတာနော်처음에는 매운 음식을 못 먹었지만 이제 잘 먹게 됐어요. 처음에는 사사진어와로 매운 음식을 못 먹었지만 사대 사사리오 사나이메멜로 이제 잘 먹게 됐어요. 그로 깡깡 사나이 넣어봐요. 매야우 사마피메 소비 바자레 에딘 호텔 미러리 알로 사나이다며 뭐하우너 사로 사라이다 하면 사나요နောက်ပိုင်းလဲကြတော့တစ်လနေလိုက်2လနေလိုက်3လနေလိုက်6လနေတယ်8လနေတယ်ကြာသွားတဲ့အခါမှာစားရင်နဲ့အဆက်စားတောက်တွေကများတဲ့အခါကျတော့ရှာနေပြီးတော့သူကျင့်သားလေးနည်းနည်းရလာတယ်အဲ့ခါကျတော့ဘယ်ဟာဆိုလဲလာထားလေးရတယ်စားမယ်အဲ့တော့ဆိုတဲ့အခြေအနေကနေတော့ဘာဖြစ်သွားလဲအဆင်ပြေသွားပြီအဲ့လိုအခြေအနေဘက်ကိုသူရောက်သွားပြီကိုတော့သူငါပြောင်းမယ်လက်ဖြောက်တီးလိုက်တာနဲ့ငါကတွေးရနေပြီးတော့ဆက်တဲ့အရာတာကိုစားစီဆိုပြီးအဲ့လိုမျိုးပြောင်းလိုက်တာမျိုးမဟုတ်နော်အခြေအနေကကြာလာတဲ့အခါမှာသူဒီစားနိုင်သွားတာဒါမျိုးလေးပြောမယ်နော်사정이 생겨서 회사를 그만두게 되었어요. 사정이 생겨서 사정은 잘 어려အခြေအနေကိစ္စလေးရှိလို့ဆိုပြီးတော့ပြောပြင်မယ်လို့နဲ့အခက်အခဲမျိုးမှာသုံးတာများပါတယ်အဲ့တော့ကိစ္စလေးပေါ်လာလို့ပေါ့နော်회사 그만두게 되어서ကုမ္ပဏီကိုအလုပ်ထွက်ဖို့ဖြစ်သွားတယ်ဒါဆိုလို့ရှိရင်လည်းဒီကုမ္ပဏီမှာငါနှစ်ပဲလုပ်မယ်ဟုတ်ပြီငါနောက်လကုန်ကြလို့ရှိရင်တော့အလုပ်ထွက်မယ်ငါဘာကိုသွားပြီးတော့တင်ယူတော့မယ်ဒါမျိုးဆိုရင်တော့တစ်မျိုးပေါ့နော်အဲ့လိုမျိုးအခြေအနေမှာတော့သုံးလို့မရအောင်ပြောင်းလဲသွားတာပဲဒါပေမဲ့ဒီလိုအခြေအနေမှာသုံးလို့မရအောင်ကိစ္စလေးမိသားစုအခက်ခဲလေးတစ်ခုရှိသွားတာနယ်ဘက်ကိုပြောင်းလိုက်ရတယ်နောက်လာဆိုနယ်ဘက်ပြောင်းရတော့မယ်အဲ့တော့ကြောင့်မလို့ဒီကုမ္ပဏီမှာဆက်လုပ်ဖို့ဖြစ်နိုင်တော့အဲ့တော့ဒီမှာဆက်လုပ်လို့မရတော့ဘဲနဲ့ဘာဖြစ်သွားလဲထွက်ဖို့အခြေအနေဘက်ကိုဥတီသွားတယ်ဒါမျိုးလေးကိုသူကသုံးမိလိုက်တယ်နော်အဲ့လိုလေးသုံးမိတာပါအဲ့တော့ခဲသွဲသားသည်
လှုပ်ဆောင်ကိုယ့်ရဲ့လှုပ်ဆောင်ရမယ့်ကိစ္စအခြေအနေပြောင်းလဲသွားတဲ့အခါမှာသုံးတာနော်ဒါပေမဲ့ပြောင်းလဲသွားတိုင်းသုံးရမှာလားအားနည်းအောင်မဟုတ်ဘူးနော်ဘယ်လိုမှလဲကိုပြောင်းလဲခြင်းလို့ကိုလှုပ်ခြင်းလို့ပြောင်းခြင်းလို့ပြောင်းလိုက်တာမျိုးမဟုတ်ဘူးအကြောင်းရင်းတစ်ခုခုကြောင့်မလို့ကို control မလုပ်နိုင်တဲ့အခြေအနေတစ်ခုခုဖြစ်သွားလို့ဒါမှမဟုတ်အခြေတစ်ခုကြာသွားလို့ဒီကိုလှုပ်ရမယ့်အခြေအနေလေးဖြစ်သွားတဲ့အခြေအနေလေးပြောင်းလဲသွားတဲ့အခြေအနေမျိုးမှာဒါသုံးပေးရမှာနော်အဆိုရင်တော့ပြန်ပေါင်းပြီးတော့ကြည့်ဦးမယ်ပေါ့နော်အဲ့တော့ဂဲဟာတာနဲ့ဂဲသွဲတာဘာလေးသွားတူလဲဆိုတော့မတူတူတာဆွဲပြီးတော့သွင်းရမယ်ဆိုလို့ရှိရင်တော့ဂဲဟာတာရောဂဲသွဲတာရောဒီသုံးတဲ့အခါမှာဒုံးစာတွေနဲ့ပဲသုံးရပါတယ်ဒုံးစာတွေနဲ့ပဲသုံးရတယ်လှုပ်ဆောင်ချက်ကိုလှုပ်ဆောင်မှုကိုတော့ပြောတယ်ပေါ့နော်ဒီခဲနှစ်ခုပါလေလှုပ်ဆောင်မှုကိုတော့ပြောတယ်အဲ့ဒီမှာမှအလွယ်လေးမှတ်လို့ရတာဆိုလို့ရှိရင်တော့ဟာတာလုံးနေဆိုရင်ဗာလဲလှုပ်ဆောင်သည်လေနော်လှုပ်ဆောင်သည်အဲ့တော့တယောက်ယောက်ကိုအဲ့တော့လှုပ်ဆောင်သည်ဆိုတဲ့ဟာမျိုးနဲ့ကျတို့ကအဲ့လိုခွဲပြီးတော့မှတ်လိုက်ပေါ့နော်လှုပ်ဆောင်သည်ဖြစ်တဲ့အတွက်ငါတို့ကတယောက်ယောက်ကိုအခြေအနေတစ်ခုခုကိုကိစ္စတစ်ခုခုဖြစ်အောင်လို့လှုပ်ခိုင်းတဲ့အခါမှာငါတို့သုံးမယ်အဲ့လိုမျိုးနဲ့တွေ့လိုက်လှုပ်ခိုင်းတယ်လို့ပြောချင်တဲ့အခါမှာရအောင်သုံးမယ်ဒါလေးကိုသုံးမယ်ဒါမျိုးတွေ့မယ်သွဲတာကြတော့သွဲတာကသူသည်ကျတို့ရသည်သို့မဟုတ်ဖြစ်လာသည်ဆိုတဲ့အဓိပ္ပာယ်မျိုးမှာတက်ရောက်တဲ့သလုံးနဲ့ဆိုလို့ရှိရင်လीเนาะအဲ့အတွက်ကြောင့်မလို့ဖြစ်လာသည်လေးကိုဆွဲလိုက်ဖြစ်လာသည်ဆိုတော့အဲ့ဆိုရင်ကတော့အခြေအနေပြောင်းလဲတဲ့အခါမှာသုံးတာအဲ့ဒါကြောင့်ဟာတာနဲ့သွဲတာနဲ့မသုံးဘူးငါတို့ကတယောက်ယောက်ကိုလှုပ်ခိုင်းလိုက်တယ်ဘယ်သူကတော့ဘယ်သူကိုဘယ်လိုအခြေအနေပြောင်းလို့လှုပ်ခိုင်းလိုက်တယ်ဆိုတာမျိုးသုံးချင်ဘာနဲ့သုံးမလဲဟာတာလားသွဲတာလားဝေခွဲမရဖြစ်နေတယ်ဆိုရင်လှုပ်ဆောင်တယ်လို့အဓိပ္ပာယ်ရတယ်ဟာတာသုံးတယ်အဲ့လိုမဟုတ်ဘူးအခြေအနေပြောင်းလဲသွားတော့ငါတို့ပြောချင်တာပဲခါကြဟာတာတော့မလားသွဲတာတော့မလားဘာပါလိဆိုလို့ရှိရင်ဖြစ်လာတယ်ဆိုတော့ထွေတာလေးကိုငါတို့သုံးရမှာပဲဒါမျိုးလေးကိုသုံးလိုက်လို့ရှိရင်တွေးလိုက်လို့ရှိရင်ရပါပြီเนาะအဲ့ဆိုလို့ရှိရင်တော့ကျတော့ဟွာလေးကိုသုံးပါမယ်ဖြည့်ကြည့်အောင် quiz လေးလောက်ထားပါတယ်အဲ့တော့ကွက်ကိုလေးဖြည့်ကြည့်ပါအောင်เนาะအဲ့တော့ဒါအဖြေလေးတွေကိုတော့ပြီးကြလို့ရှိရင်တော့အဖြေလေးတွေကိုတော့တစ်ခါတည်းတော့ဖွင့်ပေးမယ်ပေါ့နော်အဲ့တော့အခုကကိုယ့်အနေကိုခဏလောက်လေးရက်လိုက်နော်အဲ့တော့ခဏလောက်လေးဒီလေးကိုဗီဒီယိုလေးကိုခဏလေးရက်လိုက်ပါရက်ပြီးွားလို့ရှိရင်ကိုယ့်ကိုဖြည့်ကြည့်ပါဖြည့်ပြီးွားလို့ရှိရင်တော့ဘာလုပ်တော့မလဲအဖြေလေးတွေပြန်တိုက်ပေါ့နော်အဲ့တော့ဖြေလေးပြန်တိုက်ပေါ့နော်ဆိုတော့한국에 살면서 매운 음식을 잘 먹게 됐어요. 그래서 그냥 우마리네랑만 쓰니네 뭐노? 안경을 쓰니까 글씨가 잘 보이게 됐어요. 디마드쿠리 벼세 아시바리? 됐어요 또동 되었어요 왜 또동 동로 야바리노? 라리아노? 빠우메 예예 회메 예예 되다네 어어요네오 빠우메 예예သွဲတာပေါင်းရေးလိုက်လို့ရှိရင်ဒီလိုသွဲစော်ယူ OA နဲ့သွဲစော်ယူဖြစ်သွားတယ်ခွဲရေးမယ်ဆိုလို့ရှိရင်တော့ OE သွဲတာလေးနဲ့သွဲ OS စော်ယူဖြစ်မယ်ပေါ့နော်အဲ့ဒါတော့ကိုယ့်ရဲ့သဘောရှိပါ 슬픈 영화가 우리를 울게 됐어요. 울게 했어요. 미안해요. 디알리아로 울게 했어요. 봐. 거비구라 미안하다 말해. sorry 봐. 저희 나르쿠 열심히 공부해서 이번 장학금을 받게 됐어요. 의사 선생님은 환자를 침대에 눕게 했어요. 미안해요. 디바가 울게 했어요. 눕게 했어요. 와노. 마음이 예민가 말해. 미안해요. 네, 아솔로시에너. အခုတော့အစဉ်ဒီခဲဟာတာနဲ့ခဲတက်တာနဲ့အစဉ်ပြင်မယ်လို့တော့ထင်ပါတယ်เนาะ네အဲ့ဆိုလို့ရှိရင်เนาะနားထောင်ပြီးလို့ကျေးဇူးတင်ပါတယ်감사합니다